ထောက်ပြီးရေးမေရောတည်ရှိရဲ့ညီမနှစ်ကလေးမှာသမီးတို့ခွဲရဲ့အခမ်းပြောပြမှုလေးတွေစတင်ပါပြီလို့လာရအားပေးပြလာရအားပေးကြပါအောင်လို့ပိတ်သက်ကြီးကိုကျေးဇူးများအားပေးကြတယ်အားပေးပြမှာမဟုတ်ဘူးအားပေးပြမှာမဟုတ်ဘူးလို့ ဒါကားလေးတော့ခလာ ကလာကားလေး